လူငယ်တယောက်ဟာနာမည်ကြီးကုမ္ပဏီကြီးတစ်ခုမှာအလုပ်လျှောက်ခဲ့ပါတယ်ပထမအဆင့်အင်တာဗျူးကိုအလွယ်တကူပဲအောင်မြင်ခဲ့ပြီးနောက်ဆုံးအဆင့်အနေနဲ့ဒရိုက်တာနဲ့တွေ့ဆုံခဲ့ရပါတယ်သူ့ရဲ့ခီးကိုကြည့်ပြီးဒရိုက်တာကသဘောကျနေပါတယ်အမှတ်တွေကလည်းအကောင်းဆုံးထူးချွန်စုတွေလည်းရထားတာကြောင့်အပြစ်ပြောစရာမရှိပါဘူးဒရိုက်တာကမင်းပညာသင်စုရောရခဲ့လားလို့မေးတော့လူငယ်ကမရခဲ့ပါဘူးလို့ဖြေပါတယ်ဒါဆိုမင်းရဲ့ကျောင်းသားခတွေကိုဘယ်သူပေးခဲ့တာလဲလို့ထပ်မေးတဲ့အခါမှာတော့အဖေကငငယ်ကလေးကဆုံးသွားတာမို့အမေကပဲရှာကျွေးခဲ့တာပါလို့ပြန်ဖြေခဲ့ပါတယ်မင်းအမေကဘာအလုပ်လုပ်လဲလို့မေးတော့အဝတ်လျှော်တဲ့အလုပ်ပါလို့သူကဆိုပါတယ်ဒရိုက်တာကခဏလောက်ငြိမ်သွားပြီးနောက်လူငယ်ရဲ့လက်ကိုကြည့်လိုက်ပါတယ်နူးညံ့ချုံမွေ့နေတဲ့လက်တွေပါဒရိုက်တာကမင်းကိုအလုပ်မခန့်ခင်ကမှတောင်းဆိုချက်တစ်ခုရှိတယ်ဒီနေ့အိမ်ပြန်ရင်မင်းအမေရဲ့လက်ကိုတန်ရှင်းရေးလုပ်ပေးလိုက်ပါပြီးမှမနှက်ပြန်လာခဲ့ပါလို့ပြောလိုက်ပါတယ်လူငယ်ကတော့ဇဝေဇဝါဖြစ်သွားပေမဲ့အလုပ်ရတော့မယ်လို့ယုံကြည်ပြီးပျော်ပျော်ကြီးပြန်သွားခဲ့ပါတယ်အဲ့ဒီညမှာသူဟာအမေနဲ့အတူထိုင်ပြီးအမေရဲ့လက်တွေကိုပထမဆုံးအကြိမ်ကန်ကြည့်မိပါတယ်အမေလက်တွေဟာကြမ်းတမ်းနေပြီးအရေးအကြောင်းတွေနဲ့ပြည့်နေပါတယ်အဝိရှော်ရင်ရလာတဲ့ဒဏ်ရာအသေးလေးတွေအမာရွတ်တွေဟာလက်တစ်ပြင်လုံးမှာပါပဲအဲ့ဒီချိန်မှာပဲလူငယ်ရဲ့မျက်ဝန်းကမျက်ရည်တွေကျလာပါတယ်သူ့ရဲ့ပညာရေးအတွက်အမေဘလောက်တောင်ပေးဆက်ခဲ့ရလဲဆိုတဲ့အမှန်တရားကိုသူမြင်သွားခဲ့ပါပြီနောက်တစ်နေ့မှာတော့သူဟာဒရိုက်တာစီပြန်ရောက်လာပါတယ်ဒရိုက်တာကမင်းပါတွေသင်ခန်းစာရခဲ့လဲလို့မေးတဲ့အခါမှာတော့သူကတိုးတိုးလေးပဲပြန်ဖြေပါတယ်ကျွန်တော်အမေဒီနှစ်တွေတခြားဘာတွေကိုထမ်းပိုးခဲ့ရလဲဆိုတာကျွန်တော်နားလည်သွားပါပြီအမေလျှော်ခဲ့တာအဝတ်တွေတင်မဟုတ်ပါဘူးကျွန်တော်ရဲ့အနာဂတ်ကိုပါရှော့ဖို့ပေးခဲ့တာပါသူအလုပ်ရသွားပါတယ်ဒါပေမဲ့အလုပ်ထက်ပိုအရေးကြီးတဲ့အတိတရားကိုသူရလိုက်တာပါကုမ္ပဏီတစ်ခုကိုဦးဆောင်တာဟာထက်မြက်မှုတစ်ခုတည်းနဲ့မလုံလောက်ပဲလူသားချင်းစာနာကိုတန်ဖိုးထားဖို့လိုအပ်တယ်ဆိုတာသူနားလည်သွားခဲ့ပါတယ်ကျေးဇူးတရားကိုမတိတတ်တဲ့အောင်မြင်မှုဆိုတာတကယ်တော့ကြာရှုံးမှုတစ်မျိုးသာဖြစ်ပါတယ်